Use book reflection ပေးကနေကြိုးဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ပြောပြသွားမယ့်စာအုပ်လေးကတော့ဘဝတွေကမိမများစာအုပ်ပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဘဝတွေထဲမှာမိမတွေမျိုးမျိုးရှိတတ်ပါတယ်အဖွားတွေမိခင်တွေအမတွေအတော်တွေအိမ်နာချင်းအန်တီကြီးတွေနောက်အရွယ်ရောက်လာတော့အเจ้าမှာအလုပ်မှာတိလာခင်လာပြီးတတဲဝင်ပေါင်းတင်ဖြစ်တဲ့တငယ်ချင်းတွေစရဖြစ်ပါလေတေချာတာတော့မိမတွေကဘဝထဲမှာကြာရစဲရုပ်ကိုပြီးပြအောင်တည်ဥဆောင်နေကြရင်ဟာသူတို့အနီးနားဝန်းကျင်လူတွေကိုပေးဆက်ရင်အနစ်နာခံရင်အနာယူရင်ရှုံးနေရင်ရှင်ပြိုင်ရင်တိုက်ပွဲဝင်ရင်ဘဝကိုသူ့နီသူ့ဟန်နဲ့ရောက်ခဲ့နေကြသူတွေကြီးပါပဲကျွန်တော်နိုင်ငံမှာလည်းဘဝကိုကြည်ကျင်းခံရင်အားမန်မလျှော်တိုက်ပွဲဝင်သွားကြတဲ့လက်ရှိမှာလည်းဝင်နေတယ်နောက်မှလည်းဆက်လက်တိုက်ပွဲဝင်ကြအောင်ပဲမိမတွေအများကြီးရှိလာအောင်ပါပဲဒီစာအုပ်ကိုဖတ်တဲ့အခါမှာဘာသာပြန်သူအကြံပြုရတဲ့ဖတ်နေရှိပါတယ်အဲ့ဒါကိုတော့နှစ်ဆင့်နဲ့ပြောပြတာပါတယ်ပထမတစ်ခုကတော့ literary reading ပေါ့ရေးတာကိုရေးတဲ့အတိုင်းဖတ်တာရယ်နောက်တစ်ခုက read between the lines စာကြောင်းတွေကြားတဲ့ဝတ္တာတွေကိုဖော်ပြီးတော့ဖတ်တာမျိုးပါဒီလိုဖတ်လို့ရှိရင်တော့မူရင်းစာရေးဆရာပေးခြင်းတဲ့ရတာကိုသေချာခံစားနိုင်ပါပါမူရင်းမှာက30 woman 30 story ပါပါတယ်ဒီထဲမှာဘာသာပြန်တဲ့သူကမြမရည်မီကြိုက်တဲ့6ပုဒ်ကိုသာရွေးပြန်ခဲ့တယ်လို့ဆိုတယ်ဖြစ်နိုင်ရင်တော့ကျန်တဲ့24ပုဒ်ကိုလည်းဆက်ဖတ်ခြင်းမိပါတယ်ပထမဆုံးတစ်ပုဒ်နဲ့တင်နောက်ပုဒ်တွေကိုဆက်ဖတ်ခြင်းသွားလိုက်မယ်ဆိုတာအမှန်ခံပါတယ်ပူတတာလေးပြောရမယ်ဆိုရင်တော့တစ်ခေါက်ဖတ်ပြီးတာနဲ့နှစ်ချီဆွဲနေမယ်ဝတ္ထုတူလေးပါ6ပုဒ်ရှိတဲ့ထဲကပထမဆုံးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါမယ်အဲ့ဒါကတော့နာမည်မေ့သွားတဲ့မိန်းမတဲ့ဇက်ကောင်မျိုးသမီးကသူမရဲ့ဘဝဟာကိုပိုင်ရဲလို့မဟုတ်ဘဲနဲ့အခြားသူတွေလည်းပဲကုံဆုံးနေရတယ်သူရဲ့ကလေးတွေရဲ့တငယ်ချင်းတွေကလေးမေတွေသူကမောသူ့လှုပ်ရှင်ဒါတွေနဲ့ပဲတနေ့လုံးပန်းနေတယ်ဒီလိုလုံးချလဲလိုက်နေတဲ့နေ့တွေမှာသူ့မှာညစာချင်းရတာတစ်ခုရှိနေတယ်တကယ်တမ်းကအဲ့ဒါပြဿနာမဟုတ်တကယ်ပြဿနာအစစ်ကသူကသူ့နာမည်ကိုသူပြန်မမှတ်မိတော့သူမှတ်မိတာညစာစားဖို့ချိန်ထားတာရှိရဆိုတာပဲပိုကင်တင်ထားခဲ့တဲ့သူ့နာမည်ကိုသူပြန်စဉ်းစားတဲ့အခါမှာသူကလေးတွေရဲ့စကားထဲမှာရောသူ့လုပ်ဖို့ကိုင်ဘက်တွေရောသူ့ယောက်ျားရောအလုပ်ရှင်ရောအားလုံးရဲ့စကားတွေထဲမှာသူ့နာမည်တစ်ခုမှမပါစဉ်းစားလို့မရတဲ့အဆုံးမှာကောင်တာကလူကဒါဆိုရင်လည်းမင်းတဝိုင်းဝိုင်းမှာဝင်ထိုင်ကြည့်လိုက်ဒါဆိုရင်မှတ်မိမှာပေါ့ဆိုပြီးတော့အကြံပေးလာတယ်နေ့စဉ်ကျင်လာရနေပြီဖြစ်တဲ့သူရဲ့အလိုက်ထိုက်ပြောဆိုနိုင်စွမ်းကသူ့ကိုလွယ်ကူပဲလိုက်လျောညီတွေဖြစ်စေခဲ့ပါတယ်ဒါပေမဲ့ဒီဝိုင်းတွေကသူ့အတွက်မဟုတ်ဘူးဆိုတာကိုသူခံစားမိလာရပါတယ်အဲ့လိုနဲ့သူ့အတွက်ကနောက်ဆုံးတဝိုင်းပဲကျန်တော့တယ်အဲ့ဒီဝိုင်းကိုတော့ချိန်ရတဲ့သူကရောက်မလာသေးဘူးဘာပဲဖြစ်ထိုင်ဆောင်နေလိုက်တော့မယ်ဆိုပြီးတော့တခုခုမှပဲထိုင်ဆောင်နေလိုက်တယ်ချိန်တော်လေးကြာတော့ချိန်ရတဲ့သူရောက်လာပါပြီမျက်နှာကိုမြင်လိုက်တာနဲ့သူမအသေးအတန်မှတ်မိကိုစူးစမ်းနေတဲ့နာမည်ကိုရောသူမရောပြန်တွေးသွားပါပြီအဲ့ဒီဧည့်သည်ကဘယ်လိုများဖြစ်မလဲအဲ့ဒါကိုတော့စာဖတ်သူတွေအတွက်မစပွိုင်းတော့ပါဘူးအခုစာအုပ်ကလူဖွဲ့စည်းတွင်ကမိန်းသားတွေရဲ့ဘဝကိုစိတ်ကူးညံ့ထက်နဲ့ symbolist writing ပုံစံရေးသားထားတယ်ဝတ္ထုတွေထဲမှာမိန်းသားတွေရဲ့ဒုက္ခတွေတရားမျှတမှုကင်းပြီးမျက်နှာသာမပေးဗလိုက်ခံရတာတွေရုန်းကန်ရတာတွေထိုးနှက်ချက်တွေစိန်ခေါ်မှုတွေနဲ့အတူတချို့သူတွေမထုတ်ပြချင်ကြတဲ့တချို့ကြအများသိအောင်ထုတ်ဖို့ကိုကြိုးပမ်းနေကြတယ်သူတို့ရဲ့ဘဝတိုက်ပွဲတွေကိုခဏလောက်ဆန္ဒကြည့်လိုက်ကြရအောင်ပါခင်ဗျာအဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ် review video တွေမှာပြန်ဆုံတွေ့ကြပါမယ်